ကျွန်တော်ကကိုလုံးမှာကိုရတဲ့ကံဖြစ်တာဗျအဲ့ဒါခါမှအဲ့လိုလေဟိုလိုပြောမလဲလွယ်မရဘူးပေါ့နော်အဲ့လိုမျိုးတော့တခါမှကျွန်တော်ကတော့ကန်ဆန်းမဲရတငယ်တဲ့တခါမှမပေါက်ဘူးဗလာမပါကန်ဆန်းမဲဖောက်ရင်တော့မှအသေးဆုံးဟာပဲရအဲ့လိုမျိုးအဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဗျာလူတိုင်းကတော့ကိုလှုပ်ထားတဲ့အလုပ်တစ်ခုပေါ်မှာတော့အကုန်လုံးကတော့ရင်ခုန်ကြတာကြီးပါပဲဒါပေမဲ့လေကျွန်တော်တို့ကတော့ဒါကခုနပြောသလိုပေါ့နော်ကန်ဆန်းမဲနဲ့အရင်အကျိုးမပေးဘူးပေါ့အဲ့လိုပဲပြောကျွန်တော်ကကိုလုံးမှာကိုရတဲ့ကံဖြစ်တာဗျအဲ့ဒါခါမှအဲ့လိုလေဟိုလိုပြောမလဲလွယ်မရဘူးပေါ့နော်ကိုစူးစမ်းမှပဲရတာဖြစ်တဲ့အတွက်ကြောင့်တော့ဘယ်လိုပြောမလဲကိုယ့်ကိုအများနဲ့စူးစမ်းရတာပေါ့ဘာဖြစ်ကျွန်တော်လိုချင်တဲ့အရာတွေဆိုရင်ကိုယ့်ကိုစူးစမ်းပြီးတော့ပဲယူရတာများတယ်ပြီးရင်ခက်ခဲတယ်လွယ်ကူမရခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးတော့အဲ့လိုမျိုးဆိုရင်တော့အိမ်ပေါ့လိုချင်တာကတော့ဗျာဘယ်လိုပြောမလဲကန်ဆန်းမဲ့ပေါက်တယ်ဆိုတော့ဘယ်ရမစို့ကောင်းပါလေဘာပဲဖြစ်ပါဘောပင်လေးတစ်ချောင်းကစတာမှုရှိတယ်ပေါ့အဲ့လိုပဲကျွန်တော်တတ်မှတ်ပါတယ်